Yoga Bagodi Hibia Pemi Galan Garondo Dido Garani Kerangado Loka Hidaya Nato Namo Ma Garunika Dada Yona To Widiya Myazwa Tadawa I Chana Si Pwa Lola Daunda Gombong Kadapye Nata Minya Chinshino Myapyadi Kaba Godi Hibi Grigava Yedre Dincha Rubje Nole Abe Miyan Yedre Dainta Pobya Jinga Maswan Naimado Kalali Adinchi Dinigava Shijado Kalabalo Loga Hidaya Tata Loga I Josiva Longa Adido Gerani Osa at the Chile Inga Mita Jima Tamita Nindatazani Sonyanyi Hu Chedita Wenga the Su Long Kayendo Murogo Grondo Piapsi and Yidanjoko Atodo Muyadi Pibi Keran Lechim Yellow at the song Layan alone say one Goroi Bemanyendo Kadava Danan Jimfamya Swa Yaudo Mugaya Shalibi Mahagaruni Gada Dewamya Yinweta Gedutana Chikima Garuna Simshido Mudo Tadana Tada Winiyamya Swa Tadawa I Chana Si Pwa Lola Daunda Gombong Kadapye Nata Minya Tushino Myapya Namo Yudi Pyong Pyo Mangoliovi Karoyo Jo Shiko Jindi Atuba Wedu Sense Madui Piba Siddhadi Luda Mya I Tuni Jin Matu Gwebyachen Hoyiro Deri Luwago Yashi Lajare Luwane Pate Biro Manota Da Pao Dolabo Luwasura Lonya Gere Lu Meja Somatara Shire Luwa Yagere Lusura Senaji Mesui Ludari Muifano Luwa Yashi None The Chatadawari Ubamame Shirega Nga Komoga Insep Yune Tresani Muifano Nashin Chile Mesui Ludari We found a long neighbor. Dini Gabama Do ye thank on the town look come and beat up? Just so jare Teresa we go come and be solo mianamu species so one mune suit the coot on my way. Pio long cakerebo. Erelu Logama Tata Loga yi the Kulongo Chongo Biomesui. Duwa Yagere Sura Lekananja Chanshiba. Now the Kugara Vale say, Hoiru de Luwa Yalare, go net, Nika Triso Nijararia. Do that in a Nika Shiniraria, Dresan Loga, Dresan Muso Mepituko. A Dresan Muso net, Ludarine Shimbiro Chichia. Kwebya Chana Muri, Marishi Lelesway. A boy and Sena Jing go with the Nainabo. Luriet Kayabala, Kanago di South Hamu, Luriet Swan A. Shokanaye Jankai Mu Soraye. There is some shit that Senidigon yet con Abla, Jankai Mu. Did a good nice and Jimesway. Senegal yet con Abala, Luria, midnight ram shita.
နောက်တစ်ခါကဘာပေါ်မှာအပြေးမြန်ဆုံးလို့ပြောရတဲ့ချီတာဆိုတဲ့ကျက်တစ်မျိုးရဲ့စံမြန်နှုံးကိုလည်းပဲလူတွေဟာတုပြီးတော့သူတို့နဲ့နိုင်အောင်ပြေးနိုင်ဖို့မရှိဘူးငှက်လို့ကောင်းရင်ကိုယ်စွမ်းအားနဲ့ကောင်းရင်ပြန်တက်နိုင်တဲ့ရည်ချင်းလည်းမရှိဘူးရှည်ထဲမှာငါးတကောင်ရှည်တော်ဝါတကောင်ကုခတ်နိုင်တယ်လို့လူတွေဟာလည်းပဲရေထဲမှာသူတို့လိုစွမ်းရည်တတိမျိုးရရှိတယ်ဆိုတာလည်းမရှိဘူးနိုင်ရှင်ကြည့်လိုက်မယ်ဆိုရင်ခွန်အားဗလအရာမှာလူတွေဟာဆင်းကိုရှုံးပေးရတယ်မြန်ဆန်မှုအရာမှာချီတာတို့မြင်းတို့ဆိုတဲ့အကောင်တွေကိုရှုံးပေးနေရတယ်ကောင်းကင်ပြန်တဲ့နိုင်တဲ့စွမ်းရည်မှလည်းပဲငှက်ကိုရှုံးပေးရတယ်မျက်စိမြင်အားမှကြည့်မယ်ဆိုလို့ရှိရင်လည်းဤကဲဆိုလင်းယုံကြီးတွေရဲ့မျက်စိမြင်အားကိုမမှီဘူးရှုံးပေးရပြန်တယ်အဲ့တော့ကြည့်လိုက်မယ်ဆိုရင်လူတွေတဲ့အခြားအရာတွေမှာသားနေကြတယ်တော်ဝါတွေကဒါဖြင့်လူတွေကတရိစ္ဆာန်တော်ဝါတွေတဲ့သာလွန်နေတဲ့အချက်ကဘာလဲလို့ဆိုလို့ရှိရင်အသိဉာဏ်ပဲဖြစ်တယ်ပြောမယ်ဆိုလို့ရှိရင်တော့တင်စားပြောတာပြောရမယ်ဆိုရင်တော့လူရဲ့အုံနောက်ပဲပေါ့အသိဉာဏ်ဆိုတဲ့အုံနောက်စွမ်းရည်ကိုဆင်ကလည်းမမီဘူးအခြားတော်ဝါတွေကလည်းပဲလူရဲ့အုံနောက်ဉာဏ်စွမ်းဉာဏ်ရည်ကိုမမီဘူးဒါကြောင့်မို့လူတွေရဲ့အစွမ်းအထက်ဆုံးဟာအသိပညာပဲဖြစ်တယ်အဲ့ဒီအသိပညာစွမ်းအားနဲ့ကောင်းကင်ပြန်နေတဲ့တိရစ္ဆာန်တွေကိုလည်းချုပ်ကိုင်းနိုင်တယ်ရေထဲကတော်ဝါတွေကိုလည်းချုပ်ကိုင်းနိုင်တယ်ကုန်းပေါ်ကတော်ဝါတွေကိုလည်းချုပ်ကိုင်းနိုင်တယ်ဆိုတဲ့အနေအထားမျိုးရဟာအားကြီးလို့လည်းမဟုတ်ဘူးလင်းမြန်လို့လည်းမဟုတ်ဘူးဉာဏ်စွမ်းတတ္တိကြီးမားလို့ပဲဖြစ်တယ်ပေါ့ဒီတစ်ခုနဲ့ကြည့်လိုက်လို့ရှိရင်လူသားဘဝဟာရခဲ့တယ်ဆိုတာဟာလက်ခံနိုင်စရာတစ်ခုအကြောင်းဖြစ်လာတယ်ပေါ့နော်ဟုတ်ပြီလူဖြစ်လာပြီဆိုလို့ရှိရင်လူဆိုတဲ့အနေအထားအဖြစ်တူညီမှုတွေရှိသလိုမတူညီမှုတွေလည်းရှိတယ်တူညီမှုတွေကဘာကြောင့်တူညီသလဲမတူညီတာတွေကဘာကြောင့်မတူညီသလဲ Unity in diversity တူညီတဲ့အချက်တွေရှိတယ် Unity ဆိုတဲ့တူညီတဲ့အနေအထားတွေရှိတော့လဲ diversity ဆိုတဲ့ကွဲပြားခြားနားမှုတွေလည်းရှိတယ်လူမှာအဲ့ဒါကိုမြတ်စွာဘုရားကဓမ္မလမ်းကြောင်းကနေကြည့်ပြီးတော့အဖြစ်ထုတ်ပေးထားတာရှိတယ်ပေါ့နော်လူဘဝကိုဘာကြောင့်ရရှိလာကြသလဲဆိုတဲ့နေရာမှာအမျိုးမျိုးတွေးဆကြတယ်ဟိုလူသားတွေပေါ်ထွန်းလာကအစအချိန်ကလေးကနေတို့လူဘဝဘာကြောင့်ရောက်လာသလဲဆိုတာအကြောင်းရှာကြတဲ့အခါမှာတချို့ကဣတရနေမာနအစွမ်းတကူထက်မြက်တဲ့တကူရှင်ကဖန်ဆင်းလို့လူဖြစ်တယ်လို့အဖြေထုတ်တယ်တချို့ကတော့ရှေးရခင်ကသတ်မှတ်ဖော်ပြထားတဲ့အတိုင်းလူဖြစ်ရမယ်ဆိုတဲ့သတ်မှတ်ချက်အရာလူဖြစ်တယ်လို့တချို့ကအဖြေထုတ်တာတော့ဘာကြောင့်မှမဟုတ်ဘူးအကြောင်းမဲ့ဖြစ်ချင်လို့ဖြစ်လာကြတယ်ဆိုရင် accidental ဆိုတာလေအဖြေတစ်ခုအနေနဲ့ထုတ်ကြအဲ့ဒါလို့အဖြေအမျိုးမျိုးထုတ်ကြတဲ့ထဲမှာဘုရားမြတ်စွာကအဖြေထုတ်ပေးတာဟိုတော့ပဋိစ္စသမုပ္ပါဒ်ဆိုတဲ့ဒေသနာတော်ကိုအနည်းငယ်သဘောပေါက်အောင်ကြည့်မယ်ဆိုရင်ဘာကြောင့်တော်ဝါအဖြစ်ရောက်ရှိလာသလဲဆိုတဲ့နေရာမှာလူသားတွေမကဘူးတော်ဝါအလုံးဟာဘာကြောင့်ဖြစ်လာရတယ်ဆိုတာပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကိုအကျမ်းပြင်းလေးကြည့်ကြည့်အောင်ဟုတ်မဟုတ်တော့ကိုယ့်အကူစဉ်းစားလို့ရအသိဉာဏ်နဲ့စဉ်းစားရမှာဖြစ်တယ်ယုံကြည်ဖို့ပြောတာမဟုတ်ဘူးစဉ်းစားဖို့ပြောတာဘယ်လိုစဉ်းစားရမလဲဆိုရင်ဘဝဆိုတာဒီဘဝမတိုင်ခင်
ယခင်ဘဝဆိုတာရှိခဲ့တယ်ဘာကြောင့်ရှိခဲ့တယ်လို့သိရတယ်လဲလို့ဆိုရင်လူတွေရဲ့မတူကွဲပြားတဲ့အနေအထားတွေဒီဘဝမှာစတင်လာတဲ့အချိန်ကာလတွေရှိနေကြသည့်အတွက်ကြောင့်အကြောင်းမဲ့လောကကြီးမှာဖြစ်ပေါ်လာတာတခုမှမရှိဘူးတစ်ပင်လေးတစ်ပင်ပေါက်လာတာဒီပင်လေးမျိုးစေ့ကြောင့်ပေါက်လာတာဆိုတာထင်ရှားတယ်မျိုးစေ့မရှိဘဲနဲ့အပင်ပေါက်မှာမဟုတ်ဘူးအဲ့ဒါကြောင့်မလို့လူတွေရဲ့အတိတ်ဘဝဆိုတာတင်စားပြောမယ်ဆိုရင်မျိုးစေ့ရှိတယ်ပေါ့အဲ့ဒီမျိုးစေ့ရှိခဲ့တယ်အဲ့ဒါကိုပရိစ္ဆေသမုပ္ပါဒ်နဲ့ကြည့်ကြည့်အောင်အဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏလို့ခေါ်တယ်ပါဠိစကားလုံးတွေကိုမြန်မာလိုရှင်းရှင်းပြောမယ်ဆိုရင်အဝိဇ္ဇာဆိုတာလှုပ်သိနာနဲ့မလှုပ်သိနာမသိဘူးမသိအောင်ဖုံးကွယ်ထားတယ်အဲ့တော့လှုပ်သိနာနဲ့မလှုပ်သိနာမသိတာကအဝိဇ္ဇာမသိသည့်အတွက်ကြောင့်ကောင်းတာလည်းလှုပ်တယ်မကောင်းတာလည်းလှုပ်တယ်တေချာမသိရင်လူရဲ့သဘာဝဟာကောင်းတာလည်းလုံးမှာပဲဆိုးတာလည်းလုံးမှာပဲအဲ့ဒီလုံးမိလို့ရလှုပ်ခြင်းဟာသင်္ခါရလို့ခေါ်တယ်စကားတစ်ခုနဲ့ပြောမယ်ဆိုရင်သင်္ခါရကိုဒီနေရာမှာကံလို့လည်းခေါ်တယ်တခြားနေရာသင်္ခါရဆိုတာတော့အကြောင်းတရားတွေကပေါင်းစပ်ထားတဲ့အရာကိုသင်္ခါရလို့ခေါ်တယ်ဒီနေရာမှာတော့ကံတရားကိုပြောတာအမှန်မသိလို့လုံးမိလို့ရလှုပ်တယ်လှုပ်တဲ့နာမလှုပ်တဲ့နာမသိလို့လုံးမိလို့ရလှုပ်တယ်လုံးမိလို့ရလှုပ်တဲ့အခါမှာကောင်းတာလည်းလုံးမိတယ်မကောင်းတာလည်းလုံးမိတယ်ကောင်းမကောင်းလုံးရက်တွေကြောင့်ဘဝတစ်ခုကရလာတယ်သင်္ခါရပစ္စယဝိညာဏဘယ်ဘဝပဲဖြစ်ဖြစ်သက်ရှိသရဝါတွေမှာပရိသေစိတ်ဆိုတဲ့တရေစိတ်လေးရစလာတာနော်တရေစိတ်လေးရစလူဆိုလို့ရှိရင်ကလလရေချီလို့ခေါ်တဲ့အဆက်အပြောက်အသေးလေးမိခင်ရဲ့သားအိမ်ထဲမှာစတင်ဖြစ်ပေါ်လာတဲ့အချိန်မှာအဘိဓမ္မာသဘောအရတေးသေးချာချာတေးကိုခွဲပြတဲ့အခါမှာအဲ့ဒီထဲမှာဘာတွေနဲ့ဖွဲ့စည်းထားတော့ဆိုကံတရားကဖန်ဆင်းလိုက်တဲ့ဝိညာဏထိုဝိညာဏနဲ့အတူတကွပါလာတဲ့နန္တရားနဲ့ကမ္မဇယုတ်ပေါင်းလိုက်တဲ့အခါကျတော့ပရိသေဝိညာဉ်ဆိုတဲ့စိတ်တရားရဲ့ထိုစိတ်နဲ့အတူတကွရှင်တွဲပြီးတော့ဖြစ်လာတဲ့စေတသိက်တရားတွေရဲ့ရုပ်လို့ဆိုတဲ့ကမ္မဇယုတ်ရဲ့လူတွေရဲ့အခြေခံဖြစ်တဲ့ body လို့ခေါ်တဲ့ကာယပတာရယုတ်ကပေါင်းစပ်ပြီးတော့ထည့်တာ10ခုနှလုံးသားကိုအခြေပြုထားတဲ့ယုတ်က10ခုအမျိုးသားအမျိုးသမီးဖြစ်ပေါ်လာမဲ့အခြေအနေတစ်ခုရဲ့ source ဖြစ်တဲ့ဘာဝယုတ်က30အလုံးပေါင်းလိုက်တဲ့အခါယုတ်ပေါင်း30လို့ပြောတယ်အဲ့ဒီကလလရေကြီးဆွဲထဲမဲ့ယုတ်ပေါင်း30ကံကြောင့်ဖြစ်ပေါ်လာတဲ့ယုတ်ပေါင်း30အဲ့ဒီယုတ်ပေါင်း30နဲ့အပြန်အလှန်မိကိုပြီးတော့ဖြစ်နေတဲ့တရေစိတ်လေးရဲ့တရေစိတ်ထဲတွဲဖက်ပါလာတဲ့စေတသိက်တွေရဲ့အဲ့ဒါကိုဒီနေရာမှာသင်္ခါရပစ္စယဝိညာဏဝိညာဏပစ္စယနာမရူပံလို့တူတူဟောတာဘုန်းကြီးတို့တွေရဲ့ဘဝမှာအစပြုလာတာဟာကံတရားနဲ့ကံတရားကြောင့်ဝိညာဉ်နဲ့နာမ်ယုတ်ဖြစ်လာတယ်အဲ့ဒီဝိညာဉ်နဲ့နာမ်ယုတ်ကြီးထွားလာတဲ့အခါမှာနာမရူပပစ္စယသလာယတနာဆို sense organ တွေပါလာတယ်မျက်စိပါလာတယ်နားပါလာတယ်နှာခေါင်းပါလာတယ်လျှာပါလာတယ်ကိုယ်ကာယ sensation body ပါလာတယ်စိတ်ဆိုတာပါလာအဲ့ဒါတွေကနည်းနည်းယုတ်တည်တွေကနေပြီးတော့တိုးတက်ပြီးတော့ဖြစ်လာတယ်နော်မျက်စိရဲ့အစွမ်းကဘာလို့ဆိုလို့ရှိရင်အပြင်ဘက်မှာရှိတဲ့အဆင်းအာယုန်တွေကိုဖမ်းယူနိုင်တဲ့စွမ်းရည်တတ်တရှိတယ်နာဆိုတဲ့စက္ခုပတာရကအတန်ကိုဖမ်းယူနိုင်တယ်ဥပမာပဲအခုခေတ်ပြောဖို့ရအလွန်နားလဲပါတယ်
အဝေးကလွှတ်လိုက်တဲ့ရုပ်ပုံနဲ့အတန်ကိုအန္တနာကနေဖမ်းလိုက်တဲ့အခါဒီမှာလာပေါ်တယ်နော်အဲ့ဒါလိုပဲမျက်စိကအဆင်းအာယုံကိုဖမ်းယူတယ်အတန်ကိုသောတပတ္တရာဆိုတဲ့နာကဖမ်းယူတယ်အနံ့ကိုနှာခေါင်းကဖမ်းယူတယ်အရသာကိုလျှာကဖမ်းယူတယ်ကိုယ်ကာယအထိအတွေ့ကိုကာယပတ္တရာဖမ်းယူတယ်ကြံတဲ့အာယုန်တွေကိုမနဆိုတဲ့စိတ်ကဖမ်းယူလာတယ်ဆို sense organ 6မျိုးနဲ့လူသားတွေဟာဘဝတစ်ခုဖြစ်ပေါ်လာဒါလူဖြစ်လာပုံအကြောင်းဒါလူဖြစ်လာပုံပုံစံကိုဖော်ပြတာအမှန်မသိတာကလို့တင်တာနဲ့မလို့တင်တာမသိတာကအဝိဇ္ဇာမသိလို့လှုပ်တာကသင်္ခါရသင်္ခါရကြောင့်ဖြစ်ပေါ်လာတဲ့ဘဝရဲ့အစကဝိညာဏဝိညာဏနဲ့တွဲဖက်လာတဲ့နာမရူပနာမ်ယုတ်တွဲဖက်လာပြီးတော့တိုးတက်ကြီးပွားလာတဲ့ sense organ လို့ဆိုတဲ့အာယုန်နေနဲ့ဆက်သွယ်နိုင်တဲ့အင်္ဂါရက်က6ခုပါလာ6ခုပါလာတော့ပြင်ပအာယုန်နဲ့ဆက်သွယ်မှုတွေဖြစ်လာဆက်သွယ်လာတဲ့အခါစိတ်ပေါ်မှာတိုက်ခိုက်မှုတွေဖြစ်လာအဲ့ဒီတိုက်ခိုက်မှုလေးကိုဖတ်တာလို့ခေါ်တယ်သလယရဏပစ္စယဖတ်တော့မျက်စိနဲ့အစဉ်အာယုံဆုံလိုက်ရင်တိုက်ခိုက်လိုက်တယ်တိုက်ခိုက်တဲ့သဘောတရားကဘာလို့ဆိုရင် तू ကအကျိုးတစ်ခုကိုထုတ်လုပ်ဖို့တိုက်ခိုက်တာတမာအဖြစ်တော့တိုက်ခိုက်တယ်လို့မထင်ရဘူးမျက်စိထဲမှာအစဉ်အာယုံပေါ်လာခြင်းဟာတိုက်ခိုက်မှုတစ်ခုပဲပေါ့ဆိုပါစို့ဥပမာဘာလဲကြည့်ရမလို့ဆိုရင်စီမျက်နှာပြင်ကိုစီတီးတဲ့ဒုံနဲ့ရိုက်ခတ်လိုက်တဲ့အခါအတန်ဆိုတာထွက်လာမရိုက်ဘူးဆိုရင်မထွက်ဘူးအတန်အဲ့ဒီရိုက်ခတ်မှုဟာဖတ်တာလို့ခေါ်တာပဲဖတ်တာကြောင့်တစ်ခုဖြစ်ပေါ်လာတယ်အတန်ဖြစ်ပေါ်လာတယ်စောင်းကျိုးနဲ့လက်နဲ့တီးလိုက်တဲ့အခါမှာအတန်ထွက်ပေါ်လာတယ်အဲ့ဒီနှစ်ခုစုံစည်းမှုကြောင့်ဖြစ်ပေါ်လာဖတ်တာရဲ့တိုက်ခိုက်မှုဆိုတာဟာလူသားတွေမှာဘယ်နေရာမှာထင်ရှားတော့ဆိုလို့ရှိရင်အလုံးလဲကြုံမှုကြလိမ့်မယ်ကိုယ်ရှိလာပြီးတော့တမယာတိဇိဝတိစားမယ်ဆိုလို့ရှိရင်မြင်တဲ့ပုဂ္ဂိုလ်ဟာသူ့လည်းမထိပဲနဲ့ဘာဖြစ်လဲတတွေးစီးလာတယ်နော်တရေရိုးလာတယ်အချင်းစားတာတွေ့ရင်တရေရိုးလာတာဟာတိုက်ခိုက်မှုတစ်ခုပဲလို့သူဆိုလို့ရပေါ့နော်အတန်ထွက်လာတဲ့သဘောအဲ့ဒါဖတ်တာရဲ့သဘောပဲအဲ့ဒါလို့တိုက်ခိုက်လာတဲ့အခါမှာဘာပေါ်လာတော့ဆိုစိတ်ခံစားချက်ပေါ်လာတယ်စိတ်ခံစားချက်ကိုဝေဒနာလို့ခေါ်တယ် experience အတွေ့အကြုံရလာတယ်ဒီအာယုံလေးနဲ့ဆိုရင်ပျော်တယ်ဟိုအာယုံလေးနဲ့ဆိုရင်စိတ်ညစ်တယ်ဒီအာယုံလေးကိုတော့ကြိုက်တယ်ဟိုအာယုံလေးကိုမကြိုက်ဘူးဆိုတဲ့ experience ဆိုတဲ့စိတ်ထဲက mental feeling တွေပေါ်လာတယ်ဒါကိုဝေဒနာလို့ခေါ်တယ်အဲ့ဒီဝေဒနာလေးတွေပေါ်မှာကောင်းတာဆိုတာနှစ်ခုရှိသည့်အတွက်ကြောင့်ကောင်းတာဆိုရင်လူတွေကကြိုက်လာကြတယ်ကြိုက်တယ်နောက်ထပ်ဒါမျိုးပေါ်ခြင်းတယ်ဆိုတော့ကြည့်တိုက်ခိုက်တာကဖတ်တာပစ္စယဝေဒနာဒီစိတ်ခံစားမှုပေါ်တာကဝေဒနာပစ္စယတဏှာစိတ်ခံစားမှုကိုအကြောင်းပြုပြီးတော့နောက်ထပ်ခံစားခြင်းနဲ့ရရှိခြင်းနဲ့ဆိုတဲ့သဘောတရားပေါ်လာတာကတဏှာအဲ့ဒီလိုတဏှာပေါ်လာတဲ့အခါမှာပေါ်ပြီးရင်သူကပျောက်သွားတာမဟုတ်ပဲနဲ့ရင်ထဲနှလုံးထဲမှာဆွဲလာတယ်ဆွဲလာတာကဥပါဒံဒါမျိုးခဏခဏလိုချင်စိတ်တွေဖြစ်လာတယ်ဆွဲလန်းလာတယ်မရရင်မနေနိုင်တဲ့သဘောဖြစ်လာတယ်ကွမ်းကြိုက်တဲ့လူကကွမ်းမစားရရင်မနေနိုင်သလိုပဲသူကဆွဲလန်းမှုဘိန်းဆွဲတဲ့လူကလည်းဘိန်းမရှိရရင်မနေနိုင်သလိုဆွဲလာတယ်ဒါအဲ့ဒါကိုဥပါဒံလို့ခေါ်တဏှာပစ္စယဥပါဒံအဲ့ဒါလို့ဆွဲလန်းလာတော့ရပ်သွားလာလို့ဆိုမရဘူးဥပါဒနာပစ္စယဘောဆွဲလန်းလာတဲ့အခါမှာဘဝတစ်ခုတိဆောက်ဖို့ရအလုပ်တွေလုပ်လာရှားခြင်းနဲ့စိတ်နဲ့လုပ်တယ်နော်ရဖို့ကြိုးစားလာတယ်ဘဝတစ်ခုတိဆောက်ဖို့ကြိုးစားလာတယ်အဲ့ဒါကိုကမ္မဘဝလို့ခေါ်တယ်တိဆောက်လိုက်လို့
လှုပ်တဲ့အတိုင်းဖြစ်လာတဲ့အခါကျတော့ဘဝပစ္စယဇာတိအခုလိုဘဝတစ်ခုပြန်ရလာပြန်တယ်လို့ဆိုတယ်ဒါကတရားဝါတွေမြည်သည့်တရားဝါပဲဖြစ်ဖြစ်ဒီပုံစံနဲ့စလာတယ်လို့ဆိုတယ်နော်ဒီပုံစံနဲ့စလာဇာတိဆိုတာမွေးဖွားခြင်းဆိုတာဖြစ်လာဟုတ်မို့ကိုယ့်အကိုစဉ်းစားကြည့်ဒီပုံစံနဲ့လာတာဟုတ်မဟုတ်ကိုယ့်အကိုခံစားနားလဲကြည့်လိုက်နော်ခံစားနားလဲကြည့်အခုအတိတ်ဘဝကိုမသိပေမဲ့လို့မိခင်ဝမ်းထဲမှာသရေတီးတယ်သရေတီးပြီးတော့တဖြည်းဖြည်းမျက်လုံးမျက်စိနာနာလျာကာယတွေပါလာတယ်ဒါတွေသိကြတယ်အဲ့ဒီကနေပြီးတော့မျက်စိရှိလို့မြင်စရာအယုံကိုမြင်နေနားရှိလို့ကြားတယ်ဆိုတာတွေလည်းသိကြလာမျက်စိကြောင့်အကျဉ်းချင်းစိတ်ထဲမှာတိုက်ခိုက်မှုတွေပေါ်လာတယ်ဖတ်တာတိုက်ခိုက်မှုကြောင့်စိတ်ခံစားမှုတွေပေါ်တယ်ဝေဒနာကြောင့်လိုချင်တာပေါ်လာတယ်တဏှာဆွဲလန်းမှုတွေပေါ်လာတယ်ဥပါဒနာဆွဲလန်းမှုကြောင့်ရလိုမှုနဲ့ကျုပ်ကအထုံးမှုတွေပေါ်လာတယ်ကမ္မဘဝရလာတဲ့ဇာတိဆိုပြီးတော့ဘဝတစ်ခုဟာဒီပုံစံနဲ့ရလာတယ်ဒါကဘဝတစ်ခုရရှိလာပုံပြိဿသောဥပမာရှင်းပြတာဟုတ်ပြီဘဝတစ်ခုရလာတဲ့အခါမှာအတွေ့အကြုံတွေကဘာတွေရှိလဲဆိုဇာတိဆိုတာရလာပြီးရင်စရာဥမင်းခြင်းမရဏနောက်ဆုံးသိဆုံးရခြင်းလူတိုင်းဟာ getting older and older တနေ့ပြီးတနေ့တနေ့ပြီးတနေ့ညင်းလို့မရဘူးเนาะညင်းလို့မရဘူးဘုန်းကြီးတို့ဆိုခု80နဲ့ကိုဒီဆရာတော်ဘုရားကြီးဆိုရင်90ကျော်လာเนาะညင်းလို့ရလားမရဘူးအနှစ်များလာလေလေဒီအိုမင်းချင်းဆိုတာဖြစ်ပေါ်လာတာရှောင်းတိန်လို့လည်းမရဘူးဘာလူမျိုးမှုရှောင်းတိန်လို့လည်းမရဘူးဘာဘာသာဝင်မှုလည်းရှောင်းတိန်လို့လည်းမရဘူးအားလုံးဟာ unity တူညီနေကြတယ်တော်ဒီအချက်မှာလုံးဝတူတယ်နော်ဝေးဖွားလာရင်အိုမယ်နောက်ဆုံးသိဆုံးမယ်ဒီအချက်ဟာလုံးဝတူညီတယ်ဒါဖြင့်အဲ့ဒီနောက်ဆွဲကနေဖြစ်ပေါ်လာတဲ့အရာတွေကဘာလို့ဆိုရင်သောကကိုယ်ပိုင်တဲ့ပစ္စည်းဆုံးရှုံးမှပူရတယ်ဆုံးရှုံးသွားရင်လည်းစိတ်သောကရောက်ကြတယ်ကိုယ်ဆွေတွေမျိုးတွေတစ်ခုဖြစ်ရင်လည်းစိတ်သောကရောက်ကြတယ်သားတွေသမီးတွေခုဖြစ်ရင်လည်းစိတ်သောကရောက်တယ်ဆွေတွေမျိုးတွေစိတ်သောကရောက်ပြီးမထိန်နိုင်လို့ရှင်ပရိဒေဝငိုချပြန်တယ်မျက်ရည်ကျပြန်တယ်ဟောကာယကဒုက္ခနေမကောင်းထိုင်မသာတဲ့အခါဟိုနာနာဒီနာနာဘက်တဲ့ဟက်တဲ့ဟက်တဲ့တို့ဘက်ကက်တို့ဆိုတာကြောအောင်တာတို့ခေါင်းဟာခဲတာတို့နော်သွားကြိုက်တာတို့ဖြစ်လာကာယကဒုက္ခစိတ်ထဲမှာအလိုမကျလို့စိတ်ညစ်ရတယ်ဒေါမနတဒေါသထွက်လို့စိတ်ပင်ပန်းတယ်ဥပါယတဘဝရလာတဲ့အခါမှာဒီအခြေအနေဆိုးတွေဟာလူတွေကြုံတွေ့ကြရတဲ့ကြုံတွေ့နေကြတဲ့ကြုံတွေ့လက်တံအခြေအနေဆိုးတွေဒါဖြစ်တယ်ဒါကိုမတွေ့ဘူးပါဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာငြင်းချက်ထုတ်လို့မရဘူးတရားအလုံးဟာတူညီတဲ့ unity ဆိုတာဒီအချက်တွေမှာလူတွေဟာအလုံးတူနေကြနောက်ဆုံးမှာပရိစ္ဆသောဘတ်မှာဧဝမေတ္တကေယောလတ္တဒုက္ခခန္ဓတသမုဒယောဖြစ်လာတဲ့အရာတွေဟာအားလုံးခြေနှက်เสียမကောင်းတဲ့အကြောင်းတွေနဲ့အကျိုးတရားတွေသာဖြစ်တယ်အားလုံးဟာငါလို့ပြောစရာလည်းမရှိဘူးငါဟာလို့ပြောစရာလည်းမရှိတော့ဘာကြောင့်လို့ဆိုရင်တဘာဝ process ကြီးတစ်ခုဖြစ်သွားတဲ့သဘောပဲတစ်ပင်တစ်ပင်မှာအပင်ပေါက်အမြင့်ထွက်တာကနေစပြီးတော့နောက်ဆုံးမှအသီးသီးထီအောင်သူ့မှာ process ဖြစ်စဉ်တစ်ခုရှိမျိုးစိတ်လေးကိုမြေနဲ့ရေနဲ့တွေ့ပေးလိုက်တဲ့အခါမှာအမြင့်ကလေးဆင်းလာတယ်အမြင့်ကလေးဆင်းလာပြီးတော့အညောင်ကလေးထွက်လာတယ်တဖြည်းဖြည်းအညောင်လေးကအရွယ်လေးတွေအကိုင်းခက်လေးတွေထွက်လာတယ်ရာသီဥတုအားလျော်စွာစီဇန်အားလျော်စွာအပွင့်တွေပွင့်လာတဲ့အသီးတွေသီးလာတယ်ဟောတာတစ်ပင်တစ်ပင်ရဲ့ process ပဲအဲ့ဒါလိုပဲလူတော်ဝါတူရဲ့ process ကလည်းပဲဒီပုံစံအတိုင်းကိုရှင်းပြဒါကြောင့်မို့
မြတ်စွာဘုရားကရှင်းပြတာဟာဓမ္မကိုရှင်းပြတာသာဖြစ်တယ်ဓမ္မကိုလောကမှာတကယ်ဖြစ်ပြနေတဲ့အရာတွေကိုရှင်းပြခြင်းသာလည်းဖြစ်တယ်နော်ဘာကြောင့်လို့ဆိုရင်ဒီ process ကိုသိပြီဆိုလို့ရှိရင်ဘာလုပ်ရမလဲဆိုတာသိရမှာဖြစ်တယ်ပေါ့နော်ဒီလမ်းစဉ်ကြီးကဒီပုံစံတိုင်းသွားနေတာဒီပုံစံနဲ့သွားနေတို့ဘာလုပ်ရမလဲဒီဖြစ်စဉ်ကြီးကတော့ဒီတိုင်းသွားမှငြင်းလို့မရနောက်ဆုံးမှသိဆုံးသွားပြီအလုံးဟာဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓတ္တဒုက္ခခန္ဓာဆို mess of suffering အလုံးဟာဆင်းရဲအစုဖြစ်အဲ့ဒါဒီပုံစံနဲ့ဖြစ်လာတယ်လို့ဒါတရားဖြစ်ပုံကိုရှင်းပြဘုန်းကြီးတွေလူ့ဘဝရောက်လာပြီဆိုလို့ရှိရင်တရားတွေအလုံးဟာဒီပုံစံနဲ့ရောက်တယ်လူ့ဘဝရောက်လာလို့ရှိရင်လည်းဒီပုံစံနဲ့ပဲရောက်လာတာအဲ့တော့ဒီပုံစံနဲ့ရောက်လာတာကိုဖန်ဆင်းလို့ရောက်လာတာလားအကြောင်းမဲ့ရောက်လာတာလားဆိုတဲ့ဒီဖန်ဆင်းလို့ရောက်လာတာလို့လည်းအဖြေထုတ်เสียမရှိဘူးအကြောင်းမဲ့ရောက်လာတာလို့လည်းအဖြေထုတ်เสียမရှိဘူး process ကြီးရှိဒါကြောင့်ဒါဖြစ်တယ်ဒါကြောင့်ဒါဖြစ်တယ်ဒါကြောင့်ဒါဖြစ်တယ် ਨੇ ဖြစ်စဉ်ကြီးတစ်ခုနဲ့လာတာအဲ့ဒီဖြစ်စဉ်ကြီးတစ်ခုနဲ့လာတော့ဒီအကြောင်းတွေကြောင့်ဒါတွေဖြစ်တယ်အေးဒီနေရာမှာဒီအကြောင်းကြောင့်ဖြစ်ပေါ်လာတဲ့နေရာတွေကိုပြောရင်ဒါဖြစ်ဘုန်းကြီးတို့တွေလူဖြစ်လာတာဘာကြောင့်ဖြစ်လာသလဲဆိုတဲ့နေရာခေါင်းအမှန်မသိလို့လှုပ်တင်တာနဲ့လှုပ်တင်မလှုပ်တင်တာကိုမသိဘူးမသိတဲ့အခါမှာကောင်းတာလည်းလုံးမိတယ်မကောင်းတာလည်းလုံးမိတယ်မကောင်းတာလုံးမိတဲ့အလှက်မကောင်းတဲ့မျိုးစေ့တွေကျသွားလို့ရှိရင်တိရစ္ဆာန်ဘဝအခြားဘဝဆင်းရဲဒုက္ခရောက်မဲ့ဘဝတွေရောက်သွားကောင်းတာတွေလုံးမိတဲ့အလှည့်ကြတော့ကောင်းကျိုးချမ်းသာရရှိသွားဒါလည်းပဲမျိုးစေ့ရဲ့သဘောပဲကိုယ်ရင်ထဲနှလုံးထဲမှာမကောင်းတာတွေလှုပ်လို့တမာစေ့တွေလို့ကံတရားကအခါမျိုးစေ့တွေဖြစ်လာပြီဆိုလို့ရှိရင်တော့အခါမျိုးပဲရောက်သွားမှာပဲဖြစ်တယ်အချင်းမျိုးစေ့တွေဆိုအချင်းပဲရောက်သွားမှာအချိုးမျိုးစေ့ဆိုရင်အချိုးပဲရောက်သွားမှာဒါအဲ့တော့ကုသိုလ်အကုသိုလ်လို့ဆိုတဲ့ wholesome state unwholesome state ကောင်းတဲ့အခြေအနေမကောင်းတဲ့အခြေအနေအဲ့ဒီနှစ်ခုဟာရှိတယ်အဲ့ဒီအခြေအနေအားလျော်စွာအဲ့ဒီအခြေအနေတွေကိုဘဝကိုဖန်တီးတတ်လို့သင်္ခါရလို့ဒီနေရာမှာခေါ်လိုက်တာသူတို့ကနေဖန်တီးလိုက်တာဘာနဲ့ဥပမာတူလို့ဆိုမျိုးစေ့ကနေပြီးတော့အပင်လေးပေါက်လာတဲ့သဘောပဲဘဝအပင်တစ်ခုရရှိလာကြပြီဟုတ်ပြီလူတွေဟာဒီဖြစ်စဉ်အပြင်တော့ unity အလုံးတူညီတယ်ဘယ်လူမျိုးပဲဖြစ်ဖြစ်ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်ဘယ်နိုင်ငံသားပဲဖြစ်ဖြစ်နော်ဒါတွေဟာအလုံးတူညီနေတယ်တူညီနေတဲ့အကြောင်းကောင်းတာလုံးမိတဲ့အလှည့်မှာလူဘဝရောက်ရှိလာကြတယ်ဒါနကောင်းမှုလုပ်ခဲ့တယ်ကိုကျင့်တရားကောင်းအောင်ထိန်းခဲ့တယ်အဲ့ဒီဒါနရဲ့ကုသိုလ်သီလရဲ့ဒါနဆိုတဲ့ကုသိုလ်သီလဆိုတဲ့ကုသိုလ်ရဲ့အကျိုးစစ်နေနဲ့အဲ့ဒီရဲ့ဒါနသီလဆိုတဲ့မျိုးစေ့ကပေါက်လာတဲ့အခါမှာလူဘဝကိုရောက်ရှိလာကြတာဖြစ်တယ်ပေါ့လူဘဝရောက်ရှိလာတဲ့အခါမှာလူတွေရဲ့ပုံပန်းတဏ္ဍအနေထားအလုံးဟာတူညီမှုတွေရှိကြတယ်ဒါဖြင့် diversity မတူညီတဲ့သဘောတွေကဘာလဲဘာကြောင့်မတူညီကြသလဲဒါကိုလည်းပဲစဉ်းစားတွေးခေါ်ကြည့်ကြရမှာဖြစ်တယ်မတူညီတဲ့သဘောတွေကဘာလို့ဆိုရင်လှပတာနဲ့အယုတ်ဆိုးတာလူချင်းတော့တူတယ်တချို့ကလှတယ်တချို့ကအယုတ်ဆိုးတယ်ကွဲပြားခြားနားသွားတယ်ဒါကြတော့ diversity မတူတော့တချို့ကအသက်ရှည်တယ်တချို့ကအသက်တိုးတယ်တချို့ကယောဂများတယ်တချို့ကကျန်းမာတယ်တချို့ကပစ္စည်းဥစ္စာချမ်းသာတယ်တချို့ကပစ္စည်းဥစ္စာမွဲတယ်စားကြတောက်စရာမရှိတော့အောင်ဆင်းရဲတယ်တချို့ကအသိဉာဏ်ထက်မြက်တယ်အိုင်ကျူအီကျူမြင့်တချို့ကထုံထိုင်းတယ်လူဖြစ်လာအသိဉာဏ်မရှိကြအဲ့တော့
မတူညီတဲ့ဒီ diversity အခြေအနေတစ်ခုဟာလူတွေမှာတွေ့နေရတယ်ဒါကအရေးပါတဲ့ diversity လို့ပြောအောင်အရေးမပါတဲ့ကွဲပြားခြားနားမှုတွေရှိသေးတယ်လူချင်းတော့တူတယ်လူမျိုးချင်းကွဲတယ်နော်လူမျိုးချင်းမျိုးရိုးမတူအဲ့ဒါကွာတယ်သို့တော့လူဆိုတဲ့အနေအထားအပြင်တော့တူတူပဲမွေးဖွားပုံချင်းလည်းတူတယ်အနေအထားအလုံးဟာတူတယ်လူဆိုတာတိရစ္ဆာန်နေနဲ့ကွဲပြားခြားနားတယ်လေအဲ့လူချင်းတော့တူတယ် unity ကွဲပြားခြားနားတာဘာတော့ဆိုလို့ရှိရင်မွေးဖွားတဲ့ဒေသမျိုးရိုးအားလျော်စွာမျိုးရိုးချင်းကွဲပြားခြားနားတယ်ဒါအရေးပါလားဆိုအရေးမပါလားဟုတ်တယ်ဟာကွဲပြားခြားနားတယ်ဘာသာစကားမတူဘူးကွဲပြားခြားနားတယ်ကိုးကွယ်တဲ့ဘာသာတရားမတူဘူးကွဲပြားခြားနားမှုတွေရှိတယ်နော်အဲ့ဒီကွဲပြားခြားနားမှုတွေရှိတယ်လို့ပဲအလွန်အရေးကြီးတဲ့ကွဲပြားခြားနားမှုကအကြောင်းရှာရမယ်ကွဲပြားခြားနားမှုကဘာလို့ဆိုအယုတ်ဆိုးသူနဲ့ရုပ်ဆင်းလှပသူဘာကြောင့်ကွဲလဲအသက်ရှည်တဲ့ပုဂ္ဂိုလ်နဲ့အသက်တိုတဲ့ပုဂ္ဂိုလ်ဘာကြောင့်ကွဲနေလဲလူဖြစ်လာလို့ရှိရင်လူသက်တမ်းရှိရချမ်းသာတဲ့လူနဲ့ဆင်းရဲတဲ့လူတချို့ကချမ်းသာတယ်တချို့ကဆင်းရဲတယ်ဘာကြောင့်ကွဲလဲတချို့ကကျမ်းမာတယ်တချို့ကယောဂများတယ်ဘာကြောင့်ကွဲတယ်diversity မတူတဲ့အခြေအနေတွေတချို့ကအသိပညာထက်မြက်တယ်တချို့ကအသိပညာမထက်မြက်ဘူးဟောအဲ့ဒီကွဲပြားခြားနားမှုတွေအဖြေထုတ်ရမယ်ဆိုရင်ဘာကြောင့်ထုတ်လဲခုနကဘဝတစ်ခုအစပြုလာတဲ့အချိန်မှာအဓိကအကြောင်းတရားကသင်္ခါရဆိုတဲ့ကံတရားဘဝကိုတည်ဆောက်တတ်တဲ့ကမ္မဘဝဆိုတဲ့ကံတရားအဲ့ဒီကံတရားတွေကိုအကြောင်းတရားအဖြစ်မြတ်စွာဘုရားဟောတယ်ဘုန်းကြီးတို့တွေဒီဘဝမှာလည်းပဲကံတရားတွေလုံးနေကြတယ်ဆိုတာသတိထားကြည့်ဒီမြတ်စွာဘုရားဟောတဲ့တရားတွေက practical way နဲ့ရှင်းပြတာလက်တွေ့ဒီအတွေးနဲ့တင်လက်ခံရမှာမဟုတ်ဘူးယုံကြည်မှုနဲ့လက်ခံရမှာမဟုတ်ဘူးအသိဉာဏ်နဲ့ပဲလက်ခံရမှာဖြစ်တယ်ဒါကြောင့်မို့စာပေကျမ်းကမှလည်းသေချာဆိုထားတယ်ပညာယဓမ္မဝိညာတ္တပါတဘာဝတရားကိုပညာဖြင့်သာသိရမှာဖြစ်တယ်တရားနဲ့လက်ခံရမှာလည်းမဟုတ်ဘူးနော်အပြောနဲ့တင်လက်ခံရမှာလည်းမဟုတ်ဘူးအတွေးနဲ့တင်လက်ခံရမှာလည်းမဟုတ်ဘူးပညာနဲ့သိပြီးတော့လက်ခံရမှာဖြစ်တယ်အဲ့တော့ဘဝတစ်ခုကိုယ့်ကိုယ်ဆင်ခြင်စဉ်းစားကြည့်လိုက်လူသားတွေဟာ diversity ဖြစ်နေတာဘာကြောင့် diversity ဖြစ်နေရသလဲနော်အကြောင်းရှာကြည့်ရမြတ်စွာဘုရားကဖျားပြောတဲ့ဟောတဲ့စကားလုံးလေးနဲ့စဉ်းစားကြည့်ရအောင်ကမ္မတကတတ္တာတရဝါတွေဟာကိုလှုပ်တာကိုသက်ဆိုင်တယ်ကိုလှုပ်တာကိုရကြတယ်ကမ္မတကဆိုကံသာလင်ကိုပိုင်ဆိုင်မှုရှိကြတယ်ဆိုကံသာလင်ပိုင်ဆိုင်တာဆိုတာကိုလှုပ်တာကိုနဲ့သာသက်ဆိုင်တယ်ဆိုတဲ့စကားဟာ responsible ကိုပြောတာအင်္ဂလိပ်လို responsibility နော်ကိုလှုပ်တာကိုနဲ့ပဲသက်ဆိုင်တယ်သူများနဲ့မသက်ဆိုင်ဘူးဒါကိုလှုပ်တဲ့လှုပ်ရကိုနဲ့သာကိုစားလိုက်တဲ့အစာသည်ကျမ်းမာစေတတ်မယ်ဆိုရင်ကိုပဲကျမ်းမာယောဂဖြစ်မယ်ဆိုရင်လည်းကိုပဲဖြစ်မှာကိုလှုပ်တာကိုနဲ့သာသက်ဆိုင်ကိုရင်ထဲမှာဖြစ်တဲ့အရာဒီကိုပဲကိုနဲ့သာသက်ဆိုင်တယ်အဲ့ဒီသဘောမျိုးပြော responsible ကိုလှုပ်တဲ့ကိုရင်ထဲမှာဖြစ်သွားတဲ့ကံတရားဟာကိုနဲ့သာသက်ဆိုင်တယ်ဒါဖြင့်စဉ်းစားကြည့်ဘုန်းကြီးတို့တွေမနဲ့အိယာထပြီးတော့နိုးထလာတဲ့အချိန်လေးမှာမျက်လုံးလေးနှလုံးဖွင့်ကြည့်ပြီးနားကကြားလာတဲ့အသံလေးမျက်စိကမြင်ရတဲ့ဟာဒီပေါ့တို့မဟုတ်ဘာမှမမြင်ဘာမှမကြားတော့လည်းပဲခေါင်းထဲမှာအရှိုးရှိုးဝင်လာတဲ့အတွေးတွေရောက်လာအကြ
ကိုယ့်ကိုစဉ်းစားကြည့်လိုက်ဒါဒီဟာကိုယုံကြည်လက်ခံမှုမဟုတ်ဘူးဟုတ်မဟုတ်ကကိုယ့်ကိုစမ်းသပ်အမှဖြစ်တယ်နော်ဟုတ်မဟုတ်ကမနေ့အိယာထားလိုက်လို့ရှိရင်ဘာအတွေးတွေဝင်လာတယ်လဲကို့မှာအတွေးတစ်ခုတော့ဝင်လာလိမ့်မယ်ကောင်းတဲ့အတွေးလားဆိုးတဲ့အတွေးလားဒါဖြင့်အကောင်းဆိုးဘယ်လိုခွဲမလဲသူများကိုဒုက္ခပေးခြင်းတဲ့အတွေးလားသို့မဟုတ်သူများဟာကိုရခြင်းတဲ့အတွေးလားလောဘနဲ့တွေးတာလားဒေါသနဲ့တွေးတာလားအဲ့ဒါလိုမဟုတ်ဘဲနဲ့ကောင်းတာတွေလုပ်ဖို့ကူညီဖို့မေတ္တာနဲ့တွေးတဲ့အတွေးလားအဲ့ဒီအတွေးနှစ်ခုကတစ်ခုတော့ရောက်လာမှာသိချင်အဲ့ရကနိုးထားလိုက်တာနဲ့တပြိုင်နက်ကံတရားတွေဟာလုံးမိပြီးသားဖြစ်တယ်စိတ်แท้ကကြံတွေးတဲ့အတွေးတွေဟာတချို့ဟာကံအဖြစ်ရောက်ရှိသွားတယ်ကံဖြစ်ရောက်တယ်ဆိုတာဘာနဲ့ဥပမာတူတယ်လဲတပင်တွင်ဆိုင်လိုက်လို့ပွင့်ပြီးရင်တီးတယ်ပေါ့လားတီးတဲ့အခါမှာအသီးထဲမှာဘာပါလာတော့အစိပါလာအဲ့ဒီအစိထဲမှာအပင်ပေါက်စေတဲ့တတ္တိဆိုတာတနေရာမှာရှိလာအစိတစ်ခုလုံးတော့ရှိချင်မှရှိမယ်ပေါ့နော်တရက်စီကိုကြည့်တရက်စီနောက်ပြီးပြားမှာတော့အပင်ပေါက်နိုင်တဲ့တတ္တိမရှိဘူးရှေ့ပိုင်းလေးမှာရှိတယ်နော်ရှေ့ပိုင်းလေးမှာမျက်စိလို့ခေါ်တဲ့နေရာလေးမှာရှိအဲ့ဒါလိုပဲမျိုးစေ့တွေမှာအပင်ပေါက်နိုင်တဲ့တတ္တိရှိတယ်အာလူကြတော့ဘယ်ဟာပေါက်တော့အာလူသီးမှာမြက်ကွင်းဆိုတာလေးတွေရှိတယ်လေအဲ့ဒီကြောက်ပေါက်မလို့လည်းခေါ်တယ်အဲ့ဒီဟာလေးတွေကမျိုးစေ့တွေပဲသူကမျိုးစေ့တွေဟာအဲ့လိုပါလာအဲ့တော့မနေ့အိယာကနိုးထားလိုက်တာနဲ့တပြိုင်နက်ရှင်ထဲမှာအပင်ပေါက်မဲ့မျိုးစေ့တွေမနောကံအနေနဲ့ရောက်လာတယ်အဲ့ဒီရောက်လာတာဟာကိုယ့်အတွက်မှာသူကနောင်အတွက်မျိုးစေ့တွေဖြစ်ပေါ်နေခြင်းပဲဖြစ်တယ်အဲ့ဒီမှာစိတ်ထဲမှာဖြစ်တဲ့ကံတရားလေးတွေကိုအာရုံပြုကြည့်လိုက်သူများပစ္စည်းကိုရလို့တဲ့မတရားတဲ့လောဘပေါ့ကိုယ်ပစ္စည်းကိုတွေ့တာကလောဘပဲသူများပစ္စည်းကိုကိုယ်ပစ္စည်းရလို့တဲ့ပုဂ္ဂိုလ်တွေမှာဖြစ်တဲ့ဟာပေါ့နော်ဘယ်သူပိုင်တဲ့ဘယ်ပစ္စည်းအဲ့ဒီပစ္စည်းကိုရအောင်ယူမယ်ဆိုတဲ့လောဘသားတွေပေါ့နော်ရာဇဝမှုကျွလွန်တဲ့အတွေးတွေနဲ့သူများပစ္စည်းကိုရခြင်းနဲ့လောဘကိုအဖိစ္ဆာလို့ခေါ်တယ်အဲ့ဒါရင်ထဲမှာဖြစ်လိုက်တာနဲ့တပြိုင်နက်သူကမျိုးစေ့ဖြစ်သွားတယ်စေရနာမဟုတ်ဘူးစေရနာဟံဘိက္ခွေကမ္မဝရာမိလို့ရေပုံရအဖြစ်မြတ်စွာဘုရားဟောတော်လေအဖိစ္ဆာဆိုတာကံတရားဖြစ်သွားပြီမနောကတခါဗျာပါဒဆိုတာကြည့်ကိုနဲ့မတည့်တဲ့လူတွေးပြီးဒီလူဒုက္ခရောက်သွားရင်ကောင်းမယ်ဒီလူငါမျက်စိရောက်ကပျောက်သွားရင်ကောင်းမယ်ဆိုရယ်ဒီအတွေးဒေါသနဲ့တွေးတဲ့အတွေးတွေးပြီးလိုက်တာနဲ့တပြိုင်နက်ကိုယ့်ရင်ထဲမှာအကုသိုလ်မျိုးစေ့ကကျသွားပြီဒါကံဖြစ်သွားပြီအေးဘာတွေးတော့ဆိုရင်လောကကြီးလူတွေအကြောင်းစဉ်းစားရကနေပြီအေးမဟုတ်တာလုပ်တဲ့လူတွေလည်းကောင်းစားနေတယ်ဟုတ်တယ်လုပ်တယ်လေမကောင်းစားဘူးကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်ဆိုတာမဟုတ်နိုင်ပါဘူးမကောင်းတာလုပ်လဲကောင်းတာတွေဖြစ်နေကြတယ်ဆိုပြီးကံကံရဲ့အကျိုးကိုညှင်းပယ်တဲ့အတွေးအမြင်တစ်ခုပေါ်လာရင်မိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်ကိုလှုပ်တာကိုနဲ့သက်ဆိုင်ခြင်းမရှိဘူးဒီဘဝဒီကိုခံနောင်ဘဝနောင်ကိုစံဆိုတဲ့အတွေးတွေနဲ့တွေးမိပြန်လို့ရှင်တယ်မိစ္ဆာဒိဋ္ဌိဆိုတဲ့မာရွတ်တဲ့အမြင်တစ်ခုဖြစ်လာဘဝဆိုတာသိရင်ပြတ်သွားတာနောက်ဘဝဆိုတာမစင်စားဘူးမရှိဘူးဒီဘဝပဲကောင်းစားဖို့ကြိုးစားမယ်နော်အေးတချို့နောက်တိုင်းကလူတွေပြောတယ်မဟုတ်စား life is too short ဘဝဆိုတာတူတူလေးရယ်နော် life is too short ဟုတ်ပြီဒါတိုးတယ်ဆိုတာမှန်တယ်သူတို့ဏီကုန်းဆွဲတဲ့အခါကျဘာဆွဲတော့ဆို enjoy yourself ပျော်ပျော်နေလို့ပြောတာသူတို့နော်ဘုရားဘာသာအဆုံးအမတရားတော်ရကြတော့ life is too short ဟုတ်တယ် enjoy yourself လို့မဟုတ်ဘူး take care of your life mindfulness no mindfulness what should be done what should not be done ပြောအောင်ဘာလို့သင့်နေဆိုတာ mindfulness ရှိဖို့ကောင်းနေပြီဘဝဟာတူတူလေးအကျိုးရှိတဲ့အလုပ်ကိုရွေးချယ်ဖို့သင့်တော်တယ်ဒီလိုပဲပြောအောင်နောက်ဘဝမရှိဘူးလို့လည်းတချို့ကပြောကြတယ်အဲ့ဒီအတွေးလေးဝင်လာသည်ကျင်သည်ပင်နဲ့မိစ္ဆာဒိဋ္ဌိလို့ဖြစ်သွားတယ်
အဲ့ဒါလည်းပဲမနောကံလို့ခေါ်တယ်အကုသိုလ်ဖြစ်သွားပုံတွေကိုပြောတာအဲ့ဒီနဲ့ဆန့်ကျင်တဲ့အတွေးမျိုးဝင်လာရင်တော့သူများပစ္စည်းကိုမယူခြင်းမူသူများကိုကုညီခြင်းနဲ့ပေးခြင်းကမ်းခြင်းထောက်ပံ့ခြင်းနဲ့အနာဘိဇာတစ်ဖက်သားရဲ့အကျိုးစီးပွားကိုလိုလားတဲ့အပြပါဒအရောဒမေတ္တာမေတ္တာပို့တယ်ဆိုတာအဲ့ဒါမနောကံကုသိုလ်ဖြစ်နေတာမေတ္တာအလုံးအစဉ်ပြေကြပါစေဘယ်သူပဲဖြစ်ဖြစ်ခက်ခဲမကြုံကြပါစေနဲ့ဆိုဒီစိတ်ဓာတ်အကျိုးစီးပွားလိုလားတဲ့စိတ်ဓာတ်အပြပါဒအရောဒမေတ္တာတမ္မာဒိဋ္ဌိအေးမကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်ကောင်းတာလုပ်မှကောင်းတာဖြစ်တယ်အလုံးဟာဒီကိုလှုပ်တာကိုရတယ်လို့ခံယူလိုက်တာနဲ့တမ္မာဒိဋ္ဌိဆိုဖြစ်သွားအဲ့ဒါကုသိုလ်မျိုးစေ့လို့ပြောတယ်အဲ့ဒါလိုပဲကိုတွေးမိတာကိုပြောတဲ့အခါမှာအမှန်ပြောတာရှိတယ်မမှန်တာပြောတာရှိတယ်အမှန်ပြောလို့ရှိရင်တော့ကောင်းတဲ့ဘက်ရောက်သွားတယ်မမှန်တာပြောပြီဆိုလို့ရှိရင်မမှန်လူတစ်ဖက်သားလွဲမှားသွားစေခြင်းနဲ့စေရနာဟာအကုသိုလ်ပဲနော်တခါတဦးနဲ့တူမတက်အောင်ခုံးတိုက်တဲ့အနေနဲ့ဘက်ပိုက်ကွယ်ရမှာအတင်းဖြင့်ပြောတယ်ခင်မင်းနေကြတဲ့လက်တွဲနေတဲ့ပုဂ္ဂိုလ်တွေကိုတူနဲ့တူဂျားဝင်ပြီးတော့တတ်ရှို့တယ်ဆိုတာဒါအကုသိုလ်တစ်ခုဖြစ်သွားမတည့်တဲ့လူတဲ့အောင်ပဲပြောပြီးတယ်ဒါကုသိုလ်နောက်တစ်ခါမဟုတ်တန်တရားတွေနဲ့မကြောက်ဝမနာတာဆဲဆူအကျိုးမရှိတဲ့စကားတွေနဲ့ပြောပါဇက်ကပဲပြောပါဇက်ကမပြောဘဲနဲ့ Facebook ထဲကဆဲတာပဲဖရုဒဝါစာဖြစ်တယ် Facebook ထဲကလိမ်ရင်လည်းပဲလိမ်လီမှုဖြစ်တယ် Facebook ထဲကဂုံးတိုက်ရင်လည်းဂုံးတိုက်မှုအကုသိုလ်ဖြစ်တယ်နော် Facebook ထဲကလိမ်တယ် Facebook ထဲကနေပြီးတော့ဂုံးတိုက်တယ် Facebook ထဲကချွန်တွန်းလုပ်တယ်အားလုံးဟာဒါမနောဝစီကံနေဖြစ်ကုန်တယ်ပေါ့နော်ဝစီကံနေဖြစ်တယ်ဝစီကံကိုကာယတွာရနဲ့ဖော်ဆောင်တယ်လို့ပြောတာကံကတော့ဝစီကံပဲနှုတ်နဲ့ပြောရတဲ့ဟာကိုလက်နဲ့ရေးပြီးဖော်ဆောင်တာဒါလည်းအပြစ်ပဲတူတူပဲတူညီသောအကျိုးပဲနောက်မဟုတ်တန်တရားတွေအကျိုးမရှိတဲ့စကားတွေပြောတယ်တရားလက်လွတ်အကျိုးမဲ့ဒုက္ခရောက်သွားစေတဲ့အကြောင်းအရာတွေဖော်ဆောင်တယ်တန်ဖတ်ပလပအကျိုးစီးပွားပျက်စီးမဲ့အကြောင်းတွေပြောဟောတာဝစီတုစရရင်ထဲမှာမျိုးစေ့တွေဖြစ်သွားအဲ့တော့ကိုရီးလျောက်လှုပ်တာတွေကတော့အလွန်ထင်ရှားတယ်ပေါ့အဲ့ဒါလို့လူတယောက်ဟာနိုးထလာတဲ့အချိန်ကကောင်းမကောင်းဆိုတဲ့အလုံးနှစ်ခုလှုပ်လာကြဒါကိုမြတ်စွာဘုရားကဟောတယ်ဥဘောပုံညင်စပပင်စယမေသောကုရုတိဣဒာဘဝတစ်ခုရနေတဲ့အချိန်မှာတဲ့ကောင်းတာလည်းလှုပ်တယ်မကောင်းတာလည်းလှုပ်တယ်တင်ညိတတသကံဟောတိတင်စအာရယကစတိအဲ့ဒီသူလှုပ်လိုက်တဲ့ကောင်းမကံဒီသူနဲ့ပဲသက်ဆိုင်တယ်နော်သူနဲ့ပဲသက်ဆိုင်တယ်သူစီပဲရောက်မှာကံတရားရဲ့သဘာဝတရားကဘာနဲ့ဥပမာတူတော့ဆိုရင်လူတစ်ဖက်သားကိုဒုက္ခရောက်အောင်လုပ်လိုက်လို့ရှိရင်အဲ့ဒီဒုက္ခမျိုးကိုယ်စီပြန်ရောက်လာနော်ကိုလုံးလိုက်လို့လူတယောက်ဟာစိတ်ဆင်းရဲသွားရင်အဲ့ဒီစိတ်ဆင်းရဲမှုမျိုးကိုယ်စီပြန်ရောက်ကိုကနေလူတယောက်ကိုမျက်စိကန်းအောင်လုပ်လိုက်တယ်အဲ့ဒီမျက်စိကန်းမှုကကိုယ်စီပြန်ရောက်လာတခုခုထောင်ကျသွားအောင်လုပ်လိုက်ရင်လည်းအဲ့ထောင်ကျမှုကကိုယ်စီပြန်ရောက်လာကိုဟာလည်းအကြောင်းတစ်ခုနဲ့ထောင်ကျရတဲ့အနေအထားမျိုးပြန်ရောက်တာဒါကကံရဲ့သဘာဝတရားလို့ပြောတယ်ဘာနဲ့ဥပမာတူတော့ဆိုဩစတြေးလျနိုင်ငံမှာအဘော်ရီဂျီနီဆိုတဲ့ကျွန်းနေလူရိုင်းနေကျွန်းနေလူတွေသုံးတဲ့ဘူမရင်ဆိုတဲ့လက်နက်ကြီးအကြောင်းကြားဖို့ကြလိမ့်မယ်နော်စာဖတ်ဖူးတဲ့လူတွေသိလိမ့်မယ်ဘူမရင်နဲ့အဲ့လက်နက်ကအကောက်ကြီးဘူမရင်ကိုပြစ်လိုက်လို့ရှိရင်အဲ့ဒီလက်နက်ကြီးကပြစ်တဲ့လူစီပြန်ရောက်လာနော်ပြစ်တဲ့လူစီပြန်ရောက်ကံတရားဆိုတာလေကိုလှုပ်လိုက်လို့တစ်ဖက်သားမှာထိခိုက်သွားတာပဲဖြစ်စေကောင်းစားသွားတာပဲဖြစ်စေအဲ့ဒီထိခိုက်မှုကောင်းစားမှုဒီကိုယ်စီပြန်ရောက်လာတတ်တယ်ဒီလိုဆိုလို့တယ်အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကဘဝတစ်ခုရထားတဲ့အခါမှာတဲ့လူတွေဟာ
ကောင်းတာလည်းလုပ်ကြတယ်မကောင်းတာလည်းလုပ်ကြတယ်အဲ့ဒီလှုပ်သမျှသည်တင်ညိတတ်တာတက္ကံဟောတိကိုယ်နဲ့သာသက်ဆိုင်တယ်လှုပ်သူကိုယ်တိုင်သာလည်း responsible ဖြစ်ပြီဖြစ်ယုံနေသူ့ဘာသူတာဝန်ရှိယုံနေတာဝန်ကိုမယူခြင်းရလာလို့ဆိုမရဘူးတင်စအာရယခိစ္စတိသွားလေရဒါကြီးပါတော့မယ်သူနဲ့ကိုယ်နဲ့အတူတကွလိုက်လာကိုလှုပ်ထားတဲ့လှုပ်ရက်တွေဟာကိုယ်နဲ့အတူတကွထက်ချက်မကွာရှိနေမယ်ရှောင်တိန်လို့မရဘူးလို့ဆိုလိုတယ်ပေါ့နော်ကိုယ်ရင်နဲ့နှလုံးထဲမှာဖြစ်သွားတဲ့အရာဒီကိုယ်နဲ့သာသက်ဆိုင်ပြီးကိုယ်နဲ့ထက်ချက်မကွာဖြစ်နေမယ်ဒါကြောင့်မို့မြတ်စွာဘုရားကတရားတွေကိုတတိပေးတဲ့အခါမှာဘာပေးတော့ဆိုအတ္တနိစေပိယံစဉ္ညာမင်းကိုတန်မိုးထားပြီးချစ်မြတ်နိုးတဲ့ဆိုရင်တဲ့နတ်နံပပိနတန်ရုစေမကောင်းတဲ့စိတ်ဓာတ်တွေမမွေးနဲ့မကောင်းတဲ့အပြောတွေမပြောနဲ့မကောင်းတဲ့လုပ်ရက်တွေမလုပ်နဲ့ဘာကြောင့်လို့မကောင်းတာတွေလုပ်ပြီးကောင်းကျိုးချမ်းသာရဖို့ဆိုတာမလွယ်ဘူးတဲ့နာဟိတံသူလဗံဟောတိဒုက္ခံဒုက္ခတာကာရိနာမကောင်းတာလုပ်ပြီးကောင်းတာခနေ့ခေတ်မှာတော့တချို့လူတွေကမဟုတ်တာလုပ်ပြီးချမ်းသာတာလေးကြည့်ပြီးတော့မကောင်းတာလုပ်လို့ရတယ်လို့ထင်နေကြဒါဟာလည်းလွယ်မှားမှုတစ်ခုပဲเนาะမကောင်းတာလုပ်လို့ဒီမကောင်းတဲ့အလုပ်ကအပွင့်အဆင့်အသီးအဆင့်မရောက်သေးဘူးသူအပင်ပဲရှိနေသေးတယ်တစ်ပင်တစ်ပင်တရားစီကအပင်လေးပြိုးကရှိသေးတယ်ပြိုးကရှိသေးတဲ့ပုဂ္ဂိုလ်ကတရားသီးဘယ်လိုမှစားခြင်းလို့မရသေးဘူးမပေါက်သေးဘူးလေအစိအဆင့်ပဲရှိသေးတယ်မကောင်းတာလုပ်တာနောင်ကြတော့တီးလာပြီဆိုရင်မကောင်းတာလုပ်တဲ့လူကမကောင်းတာခံရမယ်ကောင်းတာလုပ်တဲ့လူကကောင်းတာရမယ်တီးလာမှဖြစ်တာကံတရားဟာလည်းပဲအကျိုးပေးလာတဲ့အခါမှာသူကပြောင်းလဲလို့မရဘူးတရားပင်ဆိုင်ရင်တရားသီးပဲသီးမှာပဲဓမ္မစီဆိုင်ရင်ဓမ္မပဲသီးပဲသီးမှာပဲဒါဟာမပြောင်းလဲတဲ့ကံတရားရဲ့သဘောတရားပဲเนาะအဲ့ဒီပုံစံနဲ့မြတ်စွာဘုရားကဟောတယ်မကောင်းတာလုပ်ပြီးကောင်းကျိုးချမ်းသာရဖို့ဆိုတာရေရှည်မှမဖြစ်နိုင်ဘူးတဲ့အခုချိန်မှာကောင်းကျိုးချမ်းသာတွေရပြီးတရင်ငါတခဏချမ်းသာနေကြတာဟာအရင်တော့ကောင်းတာတွေရဲ့အကျိုးခံစားနေရတာလို့ဒီလိုပဲဟောတယ်နော်အဆိုးကအကောင်းဖြစ်တယ်ဆိုတာလည်းဘယ်တော့မှမရှိဘူးအကောင်းကအဆိုးဖြစ်တယ်ဆိုတာလည်းဘယ်တော့မှမရှိဘူးကံတရားတွေဟာမျက်နှာမလိုက်ပါဘူးမျက်နှာမလိုက်ဘူးကိုလို့ရအတိုင်းပဲကိုပေါ်ထင်လာမှာပဲဖြစ်တယ်အဲ့ဒါကြောင့်ကိုချစ်မြတ်နိုးပြီးတန်ဖိုးထားတယ်ဆိုရင်မဟုတ်တာမလုပ်ဖို့မဟုတ်တဲ့စိတ်ဓာတ်တွေမကောင်းတဲ့စိတ်ဓာတ်တွေမမွေးဘူးဒါဖြင့်ဘာလုပ်ရမလဲလောကမှာနှစ်ခုပဲရှိတယ်မြတ်စွာဘုရားကဆုံးမတာဟာလူတွေအတွက်နှစ်မျိုးပဲလုပ်တယ်မြတ်စွာဘုရားကတရားတွေကိုကဲတင်တယ်ဆိုတာဘယ်နည်းနဲ့ကဲတင်တာအစွမ်းတကူနဲ့ကဲတင်တာမဟုတ်ဘူးအစွမ်းတကူနဲ့အုံဖွားဆိုပြီးကဲတင်လို့ကလောကကြီးမှာရမှာမရတာစဉ်းစားကြည့်လေငွေကြေးတနာအလွန်ချမ်းသာတဲ့တထေးပစ္စံအလွန်ချမ်းသာတဲ့တထေးဟာသူ့သားကိုပညာတတ်ဖြစ်အောင်လုပ်ပေးနိုင်သလားသူ့အစွမ်းနဲ့တယ်ပဲရောငါသားအခုချက်ချင်းပဲမန်းမှုတ်ပြီးတော့Doctor of Philosophy PhD ဘွဲ့ရတော့certificate တော့ရအောင်လုပ်ပေးလို့ရမယ်တကယ်ခေါင်းထဲမှာပညာရအောင်လုပ်ပေးနိုင်လားဆိုမပေးနိုင်ဘာလုပ်ပေးနိုင်တော့ဆိုအခြေအနေကောင်းတစ်ခုကိုပေးနိုင်ကြောင်ကောင်းကောင်းထားမယ်ဆရာကောင်းကောင်းစီအမယ်ငွေကြေးတနာတွေအကုန်ခံပြီးတော့ပညာသင်ခိုင်းမယ်ဒါပဲလုပ်လို့ရသားဖြစ်သူကိုယ်တိုင်ကမကြိုးစားဘူးဆိုရင်ပညာတတ်မဖြစ်ဘူးသူကိုယ်တိုင်ကြိုးစားမှဖြစ်တယ်ဒါကိုလုပ်ပေးနိုင်တဲ့အတိုင်းတာဟာကန့်သတ်ရှိထို့တူပဲမြတ်စွာဘုရားကတရားတွေကိုကဲတင်နေဆိုတာဘယ်နည်းနဲ့ကဲတင်တာမိဘကသာသမီကိုကဲတင်တာပညာတတ်လုပ်ပေးတာဘယ်နည်းနဲ့ပညာတတ်အောင်လုပ်ပေးလဲအဲ့ဒီသဘောနဲ့ဆက်နေတူတယ်မြတ်စွာဘုရားကတရားတွေကိုကဲတင်တာဟာဟိတေပဝတ္တနေနအဟိတသနိဝတ္တနေနအကျိုးစီးပွားကိုဖြစ်ထွန်းစေတတ်မဲ့ဖြစ်ထွန်းစေတတ်တဲ့ကောင်းတဲ့အလုပ်တွေကိုလုပ်စေတယ်
အာဟိတသနိဝတ္တနိနာမကောင်းတာတွေကရှောင်ခိုင်းတယ်ဒီနှစ်ခုဆရာဝန်ကဒုတိယကျမ်းမအောင်လုပ်ပေးနိုင်လားမပေးနိုင်ဘာလုပ်ပေးနိုင်လို့ဆိုဘယ်စားစားရှောင်ရမယ်ဘယ်ဆေးတောက်ရမယ်ဒါပဲသူပြောပါကျမ်းမအောင်လုပ်ပေးနိုင်တယ်ဆိုတာယောဂပြောင်းအောင်ကလည်းဆေးကပဲကုတာဆရာဝန်ကကုတာမဟုတ်ဘူးနော်ဆေးမတော့ဘဲနဲ့ဆရာဝန်ကဒီဆေးတော့ဆိုမတော့ဘဲနဲ့ဘာယောဂမှပြောက်ဘူးဟောလုပ်ပေးနိုင်တာအတိုင်းအတာတစ်ခုနဲ့တစ်ခုစီပဲရှိအဲ့ဒါလိုပဲရှောင်ရံနဲ့ဆောင်ရံဒီနှစ်ခုပဲမြတ်စွာဘုရားဟောတယ်ကိုယ်သားသမီးကိုကြီးပွားစေခြင်းလည်းပဲမင်းဒါမလုံးနဲ့ဒါလုပ်ဒါပဲပြောမှာပဲမိဘဒါပဲပြောတာဒီအလုပ်ကိုမလုံးနဲ့ဒီအလုပ်ကိုလုပ်ဒီလူနဲ့မပေါင်းနဲ့ဒီလူနဲ့ပဲပေါင်းဒီလမ်းကြောင်းရှောင်ဟိုလမ်းကြောင်းမရှောင်နဲ့ဒါပဲမကောင်းတာကိုရှောင်ခိုင်းတယ်ကောင်းတာကိုလုပ်ခိုင်းတယ်အဲ့ဒီနေရာဖြင့်လူတွေဟာကြီးပွားတိုးတက်ကြလိုက်နာသွားတယ်အဲ့တော့မြတ်စွာဘုရားကတရားဝါတွေရဲ့ကိုးကွယ်ရာဖြစ်တယ်ဆိုတာလေအဲ့တိုင်းပဲဟိတေပဝတ္တနေနကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့အကြောင်းတရားတွေကိုယင်းနဲ့နှလုံးထဲမှာဖြစ်အောင်တိုက်တွန်းပေးတယ်လမ်းပြပေးတယ်အာဟိတာသနိဝတ္တနေနဆိုးချိုးတွေကိုဖြစ်ပေါ်စေတဲ့မကောင်းမှုတွေကရှောင်ခိုင်းတယ်တဲ့ဆရာဝန်လိုပဲတဘာဝအဲ့တိုင်းပဲအဲ့ဒီနီးနဲ့တရားဝါတွေရဲ့အပေါ်မှာကြာရောက်မဲ့အနေကိုရှောင်ခိုင်းတာတဲ့အေးဒါကြောင့်ချမ်းသာခြင်းနဲ့ကြီးပွားခြင်းနဲ့ဆိုရင်မကောင်းတာမလုပ်နဲ့ချမ်းသာခြင်းလို့ရှိရင်တတ္တမကရိယကလျာဏနိစယံတံပရာယိကပုံညာနိပရလောကသမေပဋိဋ္ဌာဟွန်တိပါနေနာဒါကြောင့်လူတွေရဲ့တရားဝါတွေအတွက်ကောင်းကျိုးချမ်းသာပေးနိုင်တဲ့ကုသိုလ်တရားတွေကိုကြိုးစားလုပ်ပါတဲ့ကုသိုလ်ကောင်းမှုတွေဟာဒီဘဝတည်းမကဘူးပရလောကသွားရမယ့်အချိန်မှာများစွာအထောက်အကူဖြစ်ပါတယ်အားကိုးရဖြစ်ပါဘုန်းကြီးတို့တွေဒီဘဝမှာတော့အားကိုးစရာတွေများတယ်လေဟိုမှာအမေဖေရှိတယ်သားသမီးတွေရှိတယ်မိတ်ဆွေတွေရှိတယ်ကိုရှာကြံထားတဲ့ငွေကြေးတွေရှိတယ်ဒါတွေကအားကိုးစရာတွေပဲပေါ့ဒီဘဝအေးတမလွန်ဘဝရောက်သွားပြီဆိုရင်ဘယ်လိုအားကိုးကိုတယောက်တည်းသွားရမယ်ကိုတယောက်တည်းသွားမယ်မျက်လုံးလေးနှလုံးမှိတ်ပြီးဆိုကြတဲ့ကိုတယောက်တည်းသွားမယ်ဘယ်သူမှကိုနဲ့အတူဘလောက်ချစ်ကိုနဲ့အတူမလိုက်ဘူးနော်ကိုနဲ့အတူမပါဘူးကိုပိုင်ဆိုင်မှုတွေလည်းအဲ့ဒီအချိန်မှာအလုံးဆွန့်လွှတ်ရမှာဖြစ်တယ်အဲ့ဒီအချိန်ကျတော့ဘယ်သူအားကိုးရမလဲလို့ဆိုရင်ကိုလို့တဲ့ကံတရားသည်သာလဲကို့အတွက်မှာအားကိုးရဖြစ်လိမ့်မယ်ဒီအချိန်ကိုဒါကိုဒီလိုဆိုလို့အဲ့တော့ဘဝမှာဘုန်းကြီးတို့တွေနေ့စဉ်နဲ့အမျှခုလိုကံတရားတွေနဲ့နေထိုင်ကြသည့်အတွက်ကြောင့်ဘာလုပ်ရမလဲလို့ဆိုရင်အတူချုပ်ပြောရမယ်ဆိုလို့ရှိရင်ကိုယ်ကိုယ်ကိုတန်မိုးထားပြီးတော့ကောင်းကျိုးချမ်းသာရချင်တယ်ဆိုရင်မကောင်းတဲ့စိတ်ဓာတ်တွေမမွေးနဲ့မကောင်းတာတွေမလုံးနဲ့မကောင်းတာတွေကရှောင်ရှားရမယ်ကောင်းတဲ့စိတ်ဓာတ်တွေကိုမွေးရမယ်ကောင်းတဲ့အလုပ်တွေပဲလုပ်ရမယ်ဆိုတာဒီဟာပဲအဖြေရထုတ်အောင်မှာပဲဖြစ်ဟုတ်ပြီဒါဖြင့်ခုနကလူတွေဟာအခုလိုကံတရားရဲ့သားကောင်ဖြစ်နေကြခြင်းကတော့တူတယ်တူသည့်အတွက်ကြောင့်ထိုကံတရားအားလျော်ဆိုတာ diversity ဆိုမတည်ငြိမ်မှုတွေဖြစ်လာရုပ်ဆိုးတာဘာကြောင့်လဲရုပ်လာတာဘာကြောင့်လဲမြတ်စွာဘုရားကကမ္မန္တတေဝိပစ္စတိယတိတဟိနပဏိတတကိုလှုပ်တဲ့လှုပ်ရက်တွေကကိုယ့်ကိုခွဲခြားပေးတယ်အောက်တန်းကြောင့်အောင်လဲကိုလှုပ်တဲ့လှုပ်ရက်ကြောင့်ဖြစ်တယ်ကောင်းစားအောင်လဲကိုလှုပ်တဲ့လှုပ်ရက်ကြောင့်ဖြစ်တယ်ဥပမာမဲ့လူတယောက်ရာဇဝမှုပြုလုပ်တယ်ရာဇဝမှုကြောင့်ပြစ်ဒဏ်ခံဒါကိုလှုပ်တဲ့လှုပ်ရက်ကြောင့်ခံရတယ်ကောင်းတာတွေလှုပ်သည့်အတွက်ကြောင့်ဂုဏ်ပြုခံရတယ်ဒါလည်းကိုလှုပ်တဲ့အလုပ်ပဲနော်အဲ့ဒီသဘောပဲကမ္မန္တတေဝိပစ္စတိကံတရားကတရားဝါတွေကိုစူးကြုံနေမြင့်ကွဲပြားသောအောင်ခွဲခြားပေးတာဖြစ်တယ်တဲ့ဒါဖြင့်ဒီဘဝမှာအယုတ်ဆိုးအကြည့်တန်တဲ့ပုဂ္ဂိုလ်တွေကဘာကြောင့်လဲလို့ဆိုရင်ခဏခဏဒေါသထွက်တယ်ခဏခဏစိတ်ဆိုးတတ်တယ်စိတ်တိုးတယ်အမြဲတမ်းနှုတ်သီးစူးနေတဲ့လူဟာအယုတ်ဆိုးတာပဲနော်ဒါတော့ဝါပဲဒီစိတ်ဆိုးနေတဲ့အချိန်ကိုယ့်ကိုမှန်နေကြည်လှမလားအဲ့တော့ဒေါသထွက်တတ်တဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာ
ငိုရွေးရည်မရတော့မျက်နှာမျိုးကြီးဖြစ်သွားပြုံးတောင်ပေးရလူကပြုံးမှမသိဘူးအဲ့ဒါမျိုးဖြစ်ကုန်ဘာလို့လဲဆိုဒေါသထွက်တဲ့အကျင့်ကြောင့်မလို့အကျင့်ကြီးပါသွားပြီနောက်မောကလည်းအဲ့ဒီစီရဲ့လက္ခဏာတွေပေါ်နေတယ်ဒါရုပ်ဆိုးတယ်လို့ပြောတယ်။ချမ်းသာဒီရုပ်လှတဲ့ပုဂ္ဂိုလ်တွေကြတော့လူကိုပြုံးရွှင်တဲ့မျက်နှာနဲ့ကြည့်တယ်နော်ဒီချစ်တော်မျက်လုံးပြုံးတော်မျက်နှာရှိတယ်ပုဂ္ဂိုလ်တွေဟာဖြစ်လျက်ဘဝမှာသူကခပ်ပြုံးပြုံးပဲဖြစ်တယ်ဆိုတော့ရုပ်ဆင်းကလှပတယ်လို့ဆိုတယ်ဒေါသမထွက်ဘူးဆိုရင်နောက်ဘဝလှပတယ်ဒါကအကြောင်းတစ်ခုအနေနဲ့မြတ်စွာဘုရားဟောတာအဲ့တော့လှအောင်လဲကိုလှုပ်တာပဲရုပ်ဆိုးအောင်လဲကိုလှုပ်တာဒါဖြင့်အသက်ရှည်တာအသက်တူတာကြရောတခြားသတ္တဝါတွေကိုသိအောင်တတ်ခဲ့တယ်ဆိုရင်တော့အသက်တူတယ်ကိုလှုပ်တဲ့လို့ရသည်ကိုယ်စီပြန်ရောက်တယ်တော့ကိုကသတ္တဝါတွေကိုမတတ်ဘူးကဲဆယ်ခဲ့တယ်ဆိုရင်အသက်ရှည်မယ်ဒါယောဂများတယ်ယောဂကျမ်းမာတယ်ဆိုတာထို့တူပဲသူများကိုမကျမ်းမာအောင်လုပ်ခဲ့ဘူးလို့ရှိရင်ကိုကမကျမ်းမာမှဖြစ်ရတယ်ကျမ်းမာအောင်စေဝဒစာတို့လှူတယ်ကျမ်းမာအောင်ဆောင်းလျှောက်ပေးတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကဒီဘဝမှာကျမ်းမာလာကြတယ်ဒီလိုဆိုလို့အသိပညာထက်မြက်သူမထက်မြက်သူကဘာကြောင့်လို့ဆိုရင်စဉ်းစားဆင်ခြင်ရမှာပြင်းပြီးတော့ဒီမစဉ်းစားချင်တဲ့ပုဂ္ဂိုလ်တွေဟာမစဉ်းစားသည့်အတွက်ကြောင့်မေးခွန်းလည်းမထုတ်တတ်ဘူးအဲ့တော့သူကပညာကိုမလေ့လာပညာတတ်တဲ့ပုဂ္ဂိုလ်တွေကဘယ်လိုပုဂ္ဂိုလ်တွေတုံးဆိုရင်သိချင်စိတ်တွေနဲ့နှိုးဆွပြီးတော့မသိတာတွေကိုမေးတယ်လေ့လာတယ်စူးစမ်းတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာနောက်ဘဝရောက်ရင်လည်းအကျူမြင့်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်နော်အကြောင်းတရားအဲ့ဒါပဲမိကုံမေးပြီးတော့ပညာတိုးမြင့်ပြီးတော့လုပ်ခဲ့တာလေအဲ့ဒီပုဂ္ဂိုလ်တွေကပညာထက်မြက်တယ်မစင်စားမစင်ញင်ဘူးဒီအကောင်အဆိုးအကြောင်းကျိုးဘာမှကောင်းတယ်မထည့်ဘူးဆိုတဲ့ပုဂ္ဂိုလ်တွေသိကျင်တတ်ချင်တဲ့စိတ်တွေအားနေတဲ့ဆိုတဲ့ပုဂ္ဂိုလ်တွေကနောက်မှကြတော့လေဉာဏ်လေးတဲ့ပုဂ္ဂိုလ်ပဲဖြစ်တယ်အကျူမမြင်ဘူးအကျူမပြင်းဘူးအဲ့ဒီပုဂ္ဂိုလ်မျိုးတွေတော့ဖြစ်တယ်သူတို့ဆိုလို့တယ်နော်အဲ့တော့ဘယ်သူမပြုတ်မိမိမှုပဲဘယ်သူကမှလည်းအပြစ်တင်စရာလည်းမလိုဘူးကံတရားဆိုတာကိုလှုပ်တာတွေကိုရနေကြတာပဲဖြစ်တယ်လို့သူတို့ဆိုလို့တယ်နော်အဲ့လိုဆိုတယ်လောကမှာစီးပွားဥစ္စာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ရှိတယ်မချမ်းသာတဲ့ပုဂ္ဂိုလ်ရှိတယ်တချို့ကတော့ပြောကြလိမ့်မယ်ကိုယ့်အကိုစ조사ပြီးတော့ပစ္စည်းဥစ္စာတွေရှာလို့ချမ်းသာတာဟိုလူတွေကပြင်းလို့အလုံးမလုံးချင်ကြလို့ဆင်းရဲတာလို့ပြောလို့မရဘူးလားဆိုရတယ်မှန်တဲ့လောက်မှန်တယ်သို့တော့အလုံးမလုံးထားခြင်းတူတူပဲလူနှစ်ယောက်လူပြေရောက်လာတယ်တယောက်ကစားစရာတောက်စရာမရှိတဲ့ဆင်းရဲမွဲတေတဲ့မိသားစုတွေတော့ဝင်စားတယ်မွေးတယ်တယောက်ကချမ်းသာကြွယ်ဝတဲ့တထေးအိမ်ရောက်သွားတယ်အလုံးမလုံးထားခြင်းတူတူပဲသူတို့နှစ်ယောက်တယောက်ကချမ်းသာတယ်တယောက်ကဆင်းရဲတယ်ဘာကြောင့်လဲအဲ့ဒါအတိတ်ကကံတရားရှိတယ်ဆိုတော့ထင်ရှားစေတယ်ပေါ့နော်ချမ်းသာတဲ့ဘဝရောက်သွားတဲ့ပုဂ္ဂိုလ်ဟာအတိတ်ဘဝတုန်းကချမ်းသာခြင်းအကြောင်းတွေကိုသူကလူခဲ့တယ်တန်းခဲ့တယ်ပေးကမ်းစွန့်ကြဲခဲ့တယ်အများကောင်းကျိုးအတွက်ထောက်ပံ့လှူဒန်းခဲ့တယ်အဲ့ဒါတွေကြောင့်မို့လို့သူ့အတွက်သူပေးတာတွေသူပြန်ရတာပဲဖြစ်တယ်မပေးမကမ်းတဲ့ပုဂ္ဂိုလ်ကကိုယ်မှရစရာလည်းမရှိဘူးသူများလည်းကိုယ်မပေးဘူးဆိုတော့ရစရာမရှိဘူးအဲ့ဒီလိုဆိုလို့တယ်ပေါ့ဒါနကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေကချမ်းသာကြွယ်ဝပြီးဒါနကောင်းမှုမလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေကဆင်းရဲတယ်ဒါလူဘဝဒါဖြင့်ချမ်းသာကြွယ်ဝအောင်ကြိုးစားလို့ရတာရောမရှိဘူးလားရှိတယ်ဝီရိယနဲ့ပညာနဲ့စိုက်ထုတ်ပြီးရှာလို့ရှိရင်ချမ်းသာကြွယ်ဝမှုရတယ်သို့တော့ကြိုးစားရရသလားလို့ဆိုမရဘူးကြိုးစားကြတာပဲเนาะဒီကံတရားဆိုတာကွဲပြားခြားနားသွားတယ်ရေမဆေးကြောက်သွားပြီးတော့ဖားကန့်မှာရှာတဲ့လူတွေရေပြီးတော့သေသွားတဲ့လူတွေအများကြီးပဲเนาะကြောက်ခဲတွေတွေ့တော့လည်းပဲအသုံးမဝင်တဲ့ကြောက်တွေကြီးပဲတွေ့တယ်ကံကောင်းတဲ့လူကြတော့သူများကမလိုချင်ဘူးလို့ပြစ်ထားတဲ့ကြောက်ကကိုယ့်အထဲမှာပွင့်တဲ့လူတွေလည်းရှိတယ်ကံတရားဆိုတာမတူဘူးလို့ပြောတာเนาะကံတရားတွေဟာရှိတယ်အဲ့ဒီသဘောတရားတွေကိုမြတ်စွာဘုရားဟောတာဒါကြောင့်လောကလူသားတွေရဲ့ unity နဲ့ diversity
တူညီခြင်းနဲ့မတူကွဲပြားခြင်းတွေရဲ့အဓိကအကြောင်းရင်းဟာဘယ်သူမပြုမိမိမှုသာလင်ဖြစ်တယ်ဆိုတာဟာအဖြေထုတ်တဲ့အနေနဲ့ဟောတာပဲဖြစ်ပါတယ်ဒီနေ့ဖန်ကြလို့ရှိရင်လူတွေရဲ့လူသားတွေရဲ့မြင့်မြတ်မှုနဲ့ရုပ်နေမှုဟာဘာကြောင့်လဲဆိုတဲ့အကြောင်းအရာကိုဆက်ပြီးတော့ဟောပါမယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့တဘာဝတရားတွေဟာဒီထင်ရှားရှိပြီးသားသာဖြစ်တယ်အဲ့ထင်ရှားရှိတဲ့တဘာဝတရားတွေကိုဖော်ထုတ်ဟောကြားခြင်းသာဖြစ်တယ်အရှိတရားကိုပဲဟောတာအဲ့ဒီအရှိကိုဓမ္မလို့ခေါ်တာပဲသူ့တဘာဝအတိုင်းရှိနေတဲ့အရာတွေကိုဘုန်းကြီးတို့တွေဟာအသိပညာရှိပြီးတော့တဘာဝအစစ်မှန်ကိုသိဖို့အမြဲတမ်းအရေးကြီးတယ်ဒါကြောင့်မို့သိခြင်းနဲ့မသိခြင်းဟာအလွန်ကွဲပြားခြားနားတယ်သိလာလို့တဘာဝအစစ်မှန်သိလာလို့ရှိရင်လောကလူသားတွေဟာကြီးပွားခြင်းတိုးတက်ခြင်းဆိုတာကိုယ့်လက်ထဲမှာပဲရှိတယ်ဆိုးရုပ်ပြပြခြင်းလည်းပဲကိုယ့်လက်ထဲမှာရှိတယ် we are our own architect လို့ဆိုတဲ့အတိုင်းပဲကိုယ့်ဘဝကိုဖန်တီးလို့ရတယ်ကိုယ့်ဘဝကိုဖန်တီးနိုင်ဖို့အတွက်အသိပညာရှိရမယ်လုံလဝိရိယရှိရမယ်အဲ့ဒါတွေနဲ့ကိုယ့်ဘဝကိုတိုးတက်အောင်လုပ်လို့ရတယ်ဆိုတာကိုမှတ်သားတာယူချပြီးတော့လက်တွေ့ကြကြစဉ်းစားဆင်ခြင်ကကိုယ့်ဘဝကိုကြီးပွားအောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း